လူခန္ဓာကိုယ်ထဲမှာစီကိုဘယ်လိုထုတ်လုပ်ပေးလဲဆိုတာကိုတစ်ခါလောက်ဖြစ်တွေးဘူးကြလားဒါဒီအားလုံးကခန္ဓာကိုယ်ရဲ့တဘာဝစစ်ထုတ်စနစ်တစ်ခုဖြစ်တဲ့ကြောက်ကတ်ကနေစတင်တာပါဒီကြောက်ကတ်တွေဟာနေ့စဉ်သွေးဂါလန်ပေါင်း50ခန့်ကိုစစ်ထုတ်ပေးနေတာဖြစ်ပါတယ်ကြောက်ကတ်တစ်ခုချင်းစီရဲ့အတွင်းပိုင်းမှာတော့ nephrons လို့ခေါ်တဲ့သီးငယ်လာတဲ့စစ်ထုတ်ကိရိယာလေးတွေတန်းနဲ့ချီပြီးအလုပ်လုပ်ပေးနေကြတာပါnephron တစ်ခုစီမှာ glomerulus လို့ခေါ်တဲ့သွေးကြောမြင်လေးတွေစူးစီးနေတဲ့အစုဝေးလေးတစ်ခုရှိပါတယ်။သူကသွေးထဲကအညစ်အကြေးတွေပိုးရနေတဲ့ရေဓာတ်တွေနဲ့အဆိပ်အတောက်တွေကိုစစ်ထုတ်ပေးပြီးတော့ပရိုတင်းနဲ့သွေးဆဲတွေလိုမျိုးအရေးကြီးတဲ့အရာဝတ္ထုတွေကိုတော့ကြန့်ရှိအောင်ထိမ့်ပေးထားတာပါ။စစ်ထုတ်လိုက်တဲ့အရည်တွေကိုတော့ filtrate လို့ခေါ်ပြီးအဲ့ဒီအရည်တွေဟာရှည်လန်းတဲ့ပြုံငယ်လေးတွေထဲကိုဖြတ်တန်းသွားရပါတယ်။အဲ့ဒီအချိန်မှာခန္ဓာကိုယ်အတွက်အသုံးဝင်တဲ့အာဟာရဓာတ်တွေနဲ့ရေဓာတ်တွေကိုသွေးထဲကိုပြန်လည်ဆုပ်ယူပေးလိုက်တာပါ။ကြန့်ရှိနေတဲ့အညင်ကျဲတွေကိုတော့စီးလို့ခေါ်လိုက်ပြီးစူဆောင်းတဲ့ပြုံတွေထဲကနေသစင်ကြောက်ကတ်ရဲ့အလဲပဟိုးမှာရှိတဲ့ renal pelvis လို့ခေါ်တဲ့နေရာစီကိုစီးဆင်းသွားပါတယ်။အဲ့ဒီကနေမှသစင်စီးတွေဟာ ureter လို့ခေါ်တဲ့သေးသွယ်တဲ့ပြုံနှစ်ခုကနေသစင်စီးအိမ်ထဲကိုရောက်ရှိသွားပြီး urethra လို့ခေါ်တဲ့စီးပြုံကနေသစင်အပြင်ကိုမစွန့်ထုတ်ခင်အထိသိမ်းဆင်းသွားပြီးတာပါဒီလိုနည်းနဲ့ပဲခန္ဓာကိုယ်ထဲမှာရှိတဲ့အန်ဒီရရှိတဲ့အရာဝတ္ထုတွေကိုဖယ်ရှားပေးလိုက်တာဖြစ်ပါတယ်ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာတစ်ခုရှိပါသေးတယ်စီးကဘာလို့အဝါရောင်ချင်းနေရတာလဲဒါမှမဟုတ်ရေနည်းနည်းပဲတောက်တဲ့အခါဘာလို့အယောင်ကပိုရင်သွားရတာလဲဆိုတာကိုသိကြလားသိတဲ့သူတွေရှိရင် comments မှာခန့်မှန်းပြီးပြောပြပြီးသွားပါဦးနော်ဒီအကြောင်းအရာကနေကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အံ့ဩစရာကောင်းတဲ့စနစ်တွေကိုသိမြင်နိုင်ပါတယ်ပထမဦးဆုံးအနေနဲ့ခန္ဓာကိုယ်ရဲ့စွမ်းဆောင်ရည်ဟာမယုံနိုင်စရာကောင်းလောက်အောင်မြင့်မားတာကိုတွေ့ရမှာပါနေ့စဉ်သွေးကားလန်90လောက်ကိုမနာတန်းစစ်ထုတ်ပေးနေတဲ့ကြောက်ကတ်ရဲ့လှုပ်ဆောင်ချက်ဟာတဘာဝရဲ့အမှုစိတ်ဆုံးအင်ဂျင်နီယာအတတ်ပညာတစ်ခုပါပဲဒုတိယအနေနဲ့ခန္ဓာကိုယ်ကအရာရာကိုအလေအလွတ်မရှိအောင်စီမံခန့်ခွဲတတ်တာကိုတွေ့ရပါတယ်အသုံးဝင်တဲ့အာဟာရဓာတ်တွေကိုသွေးထဲပြန်ဆုပ်ယူပြီးမလိုအပ်တဲ့အဆိပ်အတောက်တွေကိုပဲစွန့်ထုတ်တဲ့စနစ်ကကျွန်တော်တို့ရှင်သန်မှုအတွက်ဘယ်လောက်အရေးကြီးလဲဆိုတာကိုပြသနေပါတယ်နောက်ဆုံးအနေနဲ့စီးရဲ့အယောင်ဟာကျွန်တော်တို့ကျန်းမာရေးအတွက်အရေးကြီးတဲ့အချက်ပြစနစ်တစ်ခုဖြစ်နေတာကြောင့်ခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကိုတတိထားကြည့်ရှုတတ်ဖို့သင်ခန်းစာပေးနေတာဖြစ်ပါတယ်